အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လာရောက်ပြီးတော့ပြောပြပေးမှာတော့မိမိတို့ဖုန်း Play Store သုံးလို့မရတဲ့သူတွေရှိ application တစ်ခုလေးနေလာရောက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်နာမည်ကကျွန်တော်တို့ပေါ့နော် APK လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ software လေးကလည်းကျွန်တော် Play Store မှာလည်းဆွဲလို့ရတယ် Play Store သုံးလို့မရတဲ့သူဆိုရင် Google မှာလည်းတွားပြီးတော့ဆွဲလို့ရတယ်ပေါ့နော်မိမိတို့ရဲ့ဖုန်း Google ထဲဝင်လိုက်ပါ Google ထဲကို APK ကျွန်တော်တို့ပေါ့နော် download ရိုက်ရှာပြီးတော့ဆွဲလို့လည်းရတယ်ပေါ့နော်အဲ့ဒီ application လေးကတော့သုံးရတာရန်ကုန်မှာလွယ်ကူစေတာဖြစ်တယ် APK ဆိုတဲ့ app လေးထဲဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ခဏလေးစောင့်မိမိရဲ့အကောင့်ပေါ့နော်မီးဆိုတဲ့နေရာလေးရှိတယ်အောက်မှာပေါ့နော် profile လေးနေလိုက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့ပေါ့နော် Gmail တစ်ခုချိန်လိုက်ပါပေါ့နော်လွယ်လေးပဲပေါ့နော် Gmail ချိန်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ကိုလိုချင်တဲ့ app တွေကိုလိုချင်တဲ့ application တွေအကုန်လုံးကျွန်တော်တို့ကြည့်လို့ရတာဖြစ်တယ်ဆွဲလို့ရတာဖြစ်တယ်ပေါ့နော်ကျွန်တော်ရေးထားတဲ့ပေါ့နော် website application ပေါ့နော်မှာရှာထားတဲ့ဟာရှိတယ်ကျွန်တော်တို့ပေါ့ရှာပြမယ်ပေါ့နော်website နဲ့ပတ်သက်တဲ့ဟာတွေမှာအကုန်လုံးကျွန်တော်ကြားလာတာဖြစ်တယ်။ကျန်တဲ့ကျွန်တော်တို့ပေါ့နော် application တွေလည်းရိုက်ရှာလို့ရတာဖြစ်တယ် Facebook နဲ့ပတ်သက်တဲ့ဟာတွေရိုက်ရှာလို့ရတာဖြစ်တယ်ပေါ့နော် Facebook နဲ့ပတ်သက်တဲ့ application တွေလည်းအများကြီးထွက်လာမှာဖြစ်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါအဆင်ပြေကြပါစေ